မင်္ဂလာပါဗျကျွန်တော် production နဲ့ပတ်သက်ပြီးတော့ရင်းနှီးမြှုပ်နှံတဲ့အခြေအနေမှာဒါမှမဟုတ်လဲကျွန်တော်တို့ process တစ်ခုကိုထပ်တိုးတဲ့အခြေအနေမှာဒါမှမဟုတ်လဲset တစ်လုံးဝယ်ယူတဲ့အခြေအနေမှာလုံးတင်လုံးတိုက်တဲ့เนาะစက်ရုံရဲ့ဒီကျွန်တော်တို့ company ပိုင်ရှင်တွေစက်ရုံပိုင်ရှင်တွေအကြီးအကဲတွေပေါ့နော်စဉ်းစားတွေးခေါ်ရတဲ့အပိုင်းလေးတစ်ခုကိုကျွန်တော်မျှဝေနေပါ production process အနေနဲ့ပေါ့ဗျာเนาะကျွန်တော်တို့လုပ်ငန်းစဉ်မှာရန်နေရာကြီးထပ်ထည့်ရတာsession ထပ်တိုးရတာရှိပါတယ်အဲ့ဒီ session နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆွေးနွေးတင်ပြစရာလေးတစ်ခုရှိပါတယ်အဲ့ဒါကတော့မေးခွန်း number 1ပေါ့ question number 1အနေနဲ့ဥပမာထုတ်လုပ်ရေးလုပ်ငန်းမှာအနည်းငယ်သာလိုအပ်သောကုန်ကျန်းသုံးစွဲမှုပမာဏအဲ့ဒီပမာဏထိုကုန်ကျန်းအားတိုက်ရိုက်မဝယ်တော့ဘဲနဲ့ကိုယ်တိုင်ထုတ်လုပ်ရန်ဆက်သို့မဟုတ်လုပ်သားထိုကုန်ကျန်းအတွက်သီးနှံတဲ့အခြား ingredient တွေကိုပါဝယ်ပြီးတော့ကိုယ်တိုင်ထုတ်လုပ်တာကျွန်တော်တို့ဗျာဥပမာပြောရင်ကုန်ကျန်းကိုဝယ်ပြီးသုံးလိုက်ရင်ရတယ်သို့တော်လည်းပဲအဲ့ဒီကုန်ကျန်းနေရာမှာမဝယ်တော့ဘဲနဲ့အဲ့ဒီအပိုင်းလေးကိုကျွန်တော်ကိုယ်တိုင်ထုတ်လုပ်ရင်အဲ့တော့ကျွန်တော်တို့ဆက်လေပတ်ရတော့မယ်မောင်းနေရတော့မယ်ဆိုတဲ့အတွက်ဒီဟာလေးကို technically ဘယ်လိုခေါ်ပါလဲเนาะကျွန်တော်တို့ဝယ်မသုံးမဲနဲ့ကျွန်တော်ထုတ်လုပ်ပြီးသုံးတာဒီအပိုင်းကိုကျွန်တော် technically ဘယ်လိုခေါ်လဲဆိုပြီးကျွန်တော်မေးခွန်းလေးမေးလိုက်တယ်ပေါ့မေးလိုက်မယ်ဆိုလို့ရှိရင်ဒါကိုဘာခေါ်လဲဆိုတော့ make or buy decision လို့ခေါ်ပါတယ်အဲ့တော့ make or buy decision လို့ခေါ်တဲ့နေရာမှာအထက်ကဖော်ပြခဲ့တဲ့အဖြစ်အပျက်เนาะဒီအဖြစ်အပျက်မှာဖြစ်စဉ်မှာထုတ်လုပ်ရေးစီမံခန့်ခွဲမှု production management နောက်တစ်ပိုင်း production နဲ့ကျွန်တော်စီးပွားရေးနယ်ပယ်မှာ production management က support လုပ်ရတာပေါ့ဒါကို business management နယ်ပယ်မှာ technical ဝေါဟာရတစ်ခုအနေနဲ့ခေါ်ဆိုနိုင်ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ make or buy decision ကိုယ်တိုင်ထုတ်လုပ်မလားဝယ်ယူမလားဆိုတဲ့ဆုံးဖြတ်ခြင်းပဲဖြစ်ပါတယ်အဲ့ဒီအဖြစ်အပျက်ကိုဖော်ပြတဲ့နေရာမှာအခြေခံအကျဆုံး technical terms ကတော့ခုနကျွန်တော်တို့ပြောခဲ့တဲ့ made or buy decision ဆိုတဲ့ဟာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကအဓိပ္ပာယ်အပြင်သူ့ကိုဘယ်လိုဖွင့်ဆိုမလဲဆိုတော့ကုမ္ပဏီတစ်ခုအနေနဲ့ထုတ်လုပ်တဲ့ကုန်ပစ္စည်းအစိတ်ပိုင်းဒါမှမဟုတ်လိုအပ်တဲ့ကုန်ကျန်းကိုအပြင်ကနေဝယ်ယူမလား buy ဒါမှမဟုတ်ကိုယ့်ရဲ့ကိုယ်ပိုင်စက်ရုံမှာထုတ်လုပ်မလား make ဆိုတဲ့စီးပွားရေးအရာစဉ်းစားဆုံးဖြတ်တဲ့လုပ်ငန်းစဉ်ကိုပဲခေါ်ဆိုတာဖြစ်ပါတယ်အဲ့တော့ခင်ဗျားတို့ရဲ့နော်ခုနကတော့ကျွန်တော်တို့ရဲ့မေးခွန်းရဲ့နော်ဆက်ဆက်မှုအရာပေါ့ဗျာအာခင်ဗျားတို့မှာကုမ္ပဏီမှာအနည်းငယ်သာလိုအပ်တဲ့ကုန်ကျန်းကိုတိုက်ရိုက်ကျွန်တော်တို့ဝယ်ယူမလားဒုံပိုင်းမဝယ်ဘူးပေါ့ဗျာဒါမှမဟုတ်ကိုယ်တိုင်ထုတ်လုပ်ရန် make ကိုရွေးချယ်မလားဆိုတော့ခေါင်းစဉ်လေးနဲ့ကျွန်တော်ဆက်လက်ဆွေးနွေးတင်ပြချင်ပါအဲ့တော့ကျွန်တော် vertical integration လို့ခေါ်တဲ့ downlight เนาะပေါင်းစပ်မှု downlight ပေါင်းစပ်မှုမှာလိုအပ်တဲ့ဟာလေးတွေရှိပါတယ်အဲ့ဒါလေးတွေကတော့ဒီလောက်ရကုမ္ပဏီရဲ့လုပ်ငန်းစဉ်လည်ပတ်မှုနယ်ပယ်ကိုချဲ့ထွင်လိုက်တဲ့အတွက် section တစ်ခုတိုးလိုက်တဲ့အတွက် vertical integration လို့ခေါ်တယ်เนาะကျွန်တော်ချဲ့ထွင်နေဆိုရင် vertical integration လို့ခေါ်တယ်ဒီနီးဗျူဟာရဲ့နော်အစိပ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ် vertical ကျွန်တော်ချဲ့ထွင်နေဆိုရင်တိုးချဲ့တယ်ဆိုရင် vertical integration ဒီပညာရဲ့အစိပ်ပိုင်းတစ်ခုပဲဖြစ်ပါတယ်အဲ့တော့သူ့ရဲ့အဓိပ္ပာယ်ကတော့ vertical integration ဆိုတာကုမ္ပဏီတစ်ခုအနေနဲ့သူတို့ရဲ့လက်ရှိလုပ်နေတဲ့ထုတ်ကုန်ပစ္စည်းလိုအပ်တဲ့ကုန်ကျန်းထောက်ပံ့မှု supply chain တို့မှုဖြန့်ချီရေး distribution လုပ်ငန်းစဉ်အတွက်ကိုယ်ပိုင်ဆိုင်ပြီးတော့အဲ့ဒီအထက်မှာထုတ်လုပ်ရေးတစ်စိတ်တစ်ပိုင်းကိုကိုယ်ပိုင်စီမံခန့်ခွဲခြင်းကိုခေါ်တာဖြစ်ပါတယ်အဲ့တော့ဥပမာအနေနဲ့ဆက်ပြီးတော့ပြောကြမယ်ဆိုရင်backward integration နောက်ပြန်ပေါင်းစပ်မှုအဲ့တော့ဥပမာဆိုကြပါစို့ဗျာဟလာအထူးသဖြင့် backward integration ဆိုတာကကိုယ့်ရဲ့ထုတ်ကုန်လုပ်ငန်းအတွက်လိုအပ်တဲ့ကုန်ကျန်းကိုအပြင်ကမဝယ်တော့ဘဲနဲ့ဒီကုန်ကျန်းကိုထုတ်လုပ်တဲ့လုပ်ငန်းကိုကိုယ်တိုင်ပြင်ဆင်ထူထောင်လိုက်ခြင်းအဲ့တော့စက်တွေလုပ်သားတွေတီးနှံတွေ integration တွေဝယ်ယူပြီးတော့ပေါင်းဆက်ပြီးတော့အသွင်ပြောင်းထုတ်လုပ်ခြင်းကိုဆိုလိုတာဖြစ်ပါတယ်ကျွန်တော်တို့ဒီအနည်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်စကားရက်အနေနဲ့ technical terms အနေနဲ့ကျွန်တော်နှစ်ခုရှိပါတယ်ရွေးချယ်မှုပြုလုပ်ခြင်း make or buy decision ကျွန်တော်တို့ဝယ်မလားကိုယ်တိုင်လုပ်မလားเนาะနောက်တစ်ခုကလုပ်ငန်းချဲ့ထွင်ခြင်း vertical integration ဆိုတဲ့ဒီဝါဟာရနှစ်ခုကိုလေ့လာမှာဖြစ်ပါတယ်အဲ့တော့ question 2အနေနဲ့ပေါ့ကျွန်တော်တို့ production အရာနည်းနည်းလေးပဲလိုတယ်
နော်ဒီ product လေးဒီကုန်ကျန်းလေးကနည်းနည်းလေးပဲလိုတယ်အဲ့ဒါကိုကျွန်တော်စက်ရုံကြီးဒါမှမဟုတ် section တစ်ခု vertical integration ထုတ်ပြီးတော့လုံးလိုက်မယ်ဆိုရင်ဟလာနွားနိုးတစ်ခွက်တောင်းရဖို့အတွက်နမကြီးတစ်ကောင်မွေးမြူခြင်းနဲ့တူနေမလားပေါ့ဗျာဟလာအဲ့ဒါကိုကျွန်တော် technically ဘယ်လိုခေါ်မလဲဆိုတာဆက်လက်လေ့လာကြည့်အောင်အဲ့တော့ cost benefit analysis ကျွန်တော်ငွေကြေးရအကျိုးရလဒ်ကောင်းရလားဆိုတော့ analysis ကလေးတစ်ခုကိုတိဆောက်ပြီးတော့ခွဲခြမ်းစိတ်ပြကြည့်အောင်အဲ့တော့အထက်ပါအခြေအနေပေါ့ပြီးခဲ့တဲ့ခုနကျွန်တော်တင်ပြခဲ့တဲ့ဟာဒီမှာ business management မှာ efficiency ထိရောက်မှုလာ cost benefit analysis ကုန်ကျစရိတ်အကျိုးအမြတ်ဆန်းစစ်မှုဆိုတာကိုကျွန်တော်လုပ်ဖို့လိုတယ်အဲ့တော့ပြင်းထန်တဲ့ပြဿနာတစ်ခုကိုညွှန်ပြနေတယ်ခုနကတော့နွားတို့တစ်ခွက်လေးလိုတာကိုနမကြီးမွေးမယ်ဆိုရင်သူ့အတွက်ဒီနွားထားတဲ့နော်ကျွန်တော်နွားဆောင်တိဆောက်ရမယ်ဇောင်းတိဆောက်ရမယ်သူ့ကိုအစာကျွေးဖို့အတွက်ဟလာ accessory တွေဝယ်ရမယ်နွားရဲ့ကျန်းမာရေးကိုကူးဆိုင်ရမယ်ပြီးတော့သူ့ကိုဟလာကျွေးမွေးဖို့အစာဝယ်ရမယ်ပြုစုဖို့လာရေချိုးပေးဖို့လိုမယ်ပေါ့ဗျာဆေးဝါးကုသပေးဖို့လိုမယ်အဲ့တော့ဒီလိုမျိုးရည်ရွယ်ချက်တစ်ခုအတွက်လိုအပ်တဲ့အစမတန်များပြားတဲ့အချိန်ကိုလူပင်ပန်းတဲ့လုပ်ငန်းလှုပ်ဆောင်မှု technical ဝါရတွေနဲ့ကျွန်တော်အောက်ပါအတိုင်းခေါ်ဆိုနိုင်ပါတယ်ဆက်ကြည့်လိုက်အောင်ဗျာနော်အဲ့တော့အရင်ဆုံးကျွန်တော် overkill လို့ခေါ်တယ်လိုအပ်သည့်ထက်ပိုမိုလွန်ကဲစွာအသုံးပြုတယ် overkill ဖြစ်တယ်အဲ့တော့အဓိပ္ပာယ်ကတော့ရလက်တစ်ခုနွားတို့တစ်ခွက်ရဖို့အတွက်လိုအပ်တဲ့အရင်းအမြစ် resources သို့မဟုတ်ဟလာအားထုတ်မှု effort ပမာဏထက်အလွန်မင်းပုံများပြားတဲ့နီးလန်းကိုကျွန်တော်အသုံးပြုလိုက်ခြင်းပဲဆိုလိုပါတယ်အဲ့တော့စီးပွားရေးရတက်ရောက်မှုပေါ့နော်တင်ဟာရိုးရှင်းတဲ့ပြဿနာတစ်ခုကိုဖြေရှင်းနိုင်ဖို့အတွက် over engineering တို့မဟုတ် over investment လုပ်လိုက်တာပဲဖြစ်ပါတယ်အဲ့တော့နံပါတ်1ကကျွန်တော်ထိရောက်မှုမရှိခြင်း efficiency ဆိုတဲ့ဟာတဲ့ inefficiency လို့ခေါ်ပါတယ် efficiency ဆိုတာထိရောက်တယ် e နဲ့စတယ် inefficiency ဆိုတာထိရောက်မှုကျွန်တော်မရှိဘူးပေါ့ဗျာအဲ့တော့ထိရောက်မှုမရှိတာအဓိပ္ပာယ်ကတော့ US ထားတဲ့ရလက် opportunity လာကျွန်တော်တို့ရလက်တွေဆိုတဲ့အခါကျ output တွေရရှိဖို့အတွက်အရင်းမြစ် input ငွေလူစက်ပစ္စည်းကိုထိရောက်မသုံးဆွဲနိုင်တာပဲဖြစ်ပါတယ်ဆိုလိုတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီဥပမာနဲ့ဆက်ဆက်မှုကြည့်မယ်ဆိုရင်နွားနိုးတစ်ခွက်ဆိုတဲ့ output ကိုရဖို့အတွက်နမကြီးတစ်ကောင်မွေးမြူခြင်းဆိုတဲ့လုပ်ငန်းစဉ်ကြီးကအချိန် input တွေအချိန်တွေငွေတွေလုပ်သားတွေအလွန်မင်းသုံးစွဲရတဲ့အတွက် input output အချိုးအစားဟာထိရောက်မှုမရှိဘူးလို့ပြောလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ကနံပါတ်3အနေနဲ့ high opportunity cost ကြီးမားတဲ့အခွင့်အရေးစရိတ်အဲ့တော့ဘာတွေရှိမလဲအတိတ်ကငွေအချိန်လူအားစားတဲ့အရင်းမြစ်တွေကိုအခုလက်ရှိလုပ်ငန်းဟလာနွားမကြီးမွေးမြူလိုက်ခြင်းမှာသုံးလိုက်ရတဲ့အတွက်ပုံမကောင်းမှုနဲ့အခြားလုပ်ငန်းစဉ်တွေမှာယင်းနှိမ့်မြုပ်နှံဖို့အခွင့်အရေးရတော့ဆုံးရှုံးသွားတာပါပဲအဲဒီမှာနွားတစ်ကောင်ဝယ်လိုက်တဲ့အတွက်နွားတို့တစ်ခွက်ကိုဒါ2000လောက်နဲ့တောင်းရမယ့်နေရာမှာနွားဆောင်ဆောက်မယ်နွားတွေမွေးမယ်အလုံးသမားခန့်ထားမယ်ဆိုရယ်ကုန်ကြစိတ်ဒီကအခြားရင်းနှီးမြုပ်နှံမှုအတွက်ကိုသူကနေရာပေးလိုက်တဲ့အတွက်အခွင့်အရေးတစ်ခုဆုံးရှုံးသွားတာကိုပဲဆိုလိုတာဖြစ်ပါတယ်အဲ့တော့ဗျာစီးပွားရေးအရာတက်ရောက်မှုကနမကြီးဖို့ကိုမွေးဖို့ကုန်ကြစိတ်အချိန်ကိုနွားတို့ဘိုးပဲပေးပြီးတော့ဝယ်လိုက်မယ်ဆိုရင်နွားတို့တစ်ခွက်စာပဲဝယ်လိုက်မယ်ဆိုရင်ပူရှင်တဲ့ငွေတွေကိုအကျိုးမြတ်နေနဲ့စီးပွားရေးလုပ်တစ်ခုကိုလုပ်လို့ရတဲ့ opportunity ကိုစွန့်လွတ်လိုက်တာပဲဖြစ်ပါတယ်အဲ့ဒီတော့နံပါတ်4 league of scope alignment ပေါ့နော်လုပ်ငန်းနယ်ပယ်နဲ့မကိုက်ညီတဲ့အဖြစ်အပျက်တစ်ခုဖြစ်သွားတယ်ပေါ့ဗျာဟာအတိတ်ပဲကတော့လုပ်ငန်းရဲ့မဟာဗျူဟာ strategy သို့မဟုတ်ရွေချက် goal နဲ့လက်ရှိလှုပ်ဆောင်နေတဲ့အဆင့် scope of work တွေကအချိုးစားမကိုက်ညီဘူးပေါ့ဗျာ outdoor opportunity ဖြစ်သွားတယ်လို့ဆိုလိုတာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့နောက်တစ်ခုကနှိမ့်ချုပ်ပေါ့နော်ဒါကြီးကိုကျွန်တော်နှိမ့်ချုပ်ပြီးကြည့်ကြမယ်ဆိုရင်ဒီအခြေအနေကစီးပွားရေးအရာအတိအကျဆုံးတဲ့အကျိုးအပြစ်ကိုဖော်ပြနိုင်တဲ့ဝေါ်ဟာရကတော့ inefficiency နော်ထိရောက်မှုမရှိခြင်းသို့မဟုတ် high opportunity cost ကြီးမားသောအခွင့်အရေးစရိတ်တို့ပဲဖြစ်ပါတယ်နော်high opportunity cost ဆိုတာကြီးမားတဲ့အခွင့်အရေးကိုမြင်မှဒီဘက်က input ကလည်းကြီးမားတင်ပါတယ်ပေါ့ဘလို့ output ကနည်းနည်းလေးဖြစ်တဲ့ဟာကိုကျွန်တော်တို့ input အကြီးနဲ့တိစောက်ထားတာမားတယ်လို့ဆိုလိုတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကရိုးရှင်းတဲ့ procurement ဝယ်ယူရေးကိစ္စကို production ထုတ်လုပ်ရေးကိစ္စအဖြစ်ဝယ်လိုက်ရင်ရတဲ့ဟာကိုထုတ်လုပ်တဲ့ production ဖြစ်အကြီးအကျယ်ပြောင်းလိုက်ခြင်းကြောင့်
ကုန်ကျစရိတ်နဲ့ရလည်းမမျှတတော့ဘူးလို့ကျွန်တော်တို့ဆိုလိုရမှာဖြစ်ပါတယ်တော့ကျေးဇူးတင်ပါတယ်ဗျတခုခုရလိုက်တယ်ဆိုရင်comment မှာရေးခဲ့ပေးပါကျေးဇူးတင်ပါတယ်